ရောက်ပြီဆိုတော့ခုသားလေးကိုကြိုးသွားနေတယ်ခုဆရာမလည်းဖုန်းဆက်ခဲ့ရပေါ့နော်စစ်သားပြန်ရောက်နေပြီတဲ့အဲ့ဆိုစစ်သားကိုတော့ကြိုမယ်ကြည့်ရသေးတော့ပေါ့သားမေမေတတိယလားလို့မေမေတတိယလားဒီမှာသူ့ရဲ့အမကိုတတိယလားဆိုကြည့်ရသေးရပေါ့နော်ကြိုပြရည်ကလေးကိုတတိယရမယ်နော်ကလေးငါ့ကိုပုံမတတိယလားနင့်ကိုပုံမတတိယလားတတိယမှာဟုတ်တယ်နင်မလူးနဲ့နော်နင်မလူးနဲ့နော်ကဲစောင့်နေပြီဆရာမဖုန်းဆက်လာတော့ရောက်တော့မယ်နေမှာကဲစစ်သားကလေးရောက်ခဲ့ပါပြီအရန်တတိယခဲ့ရတာ9ရက်တောင်မှစစ်သားအေးစစ်သားဘယ်သူ့အပေါ်တတိယလဲဆိုတော့ဒီဒီရောနော်ဒီဒီရောအတင်းအားမကလေးဟိုမှာအပေါ်သားမယ်တဲ့မှာသူ့အဖေကိုတတိယနေအောင်တဲ့ Happy Do you miss me Miss me or not miss me Give me a kiss Give me a kiss Give me a kiss Papa please give me I love you I miss you I was so miss you ဒီကလေးကလည်းမသိဘူးဟုတ်လားမသိဘူးHey Kalali Hey Kalali ကျောင်းကနေမုတ်တယူခဲ့ရလားဟုတ်လားဘသူအတွက်လဲအဲ့မုတ်ကဒီဒီအတွက်လားချိုးတို့အတွက်လားဟုတ်လားဘာဖြစ်တယ်နေတော့မဟုတ်ဘူးလေသူ့အတွက်ဒါကကျတော့ပေါ့နော်တားလေးရဲ့ကိုပိုင်သူလှုပ်ထားတဲ့အိတ်စစ်သားဆိုပြီးတော့ရေးထားတာနာမည်တော့တော်တယ်မမီချိုတို့ကဒါလေးကကျတော့သူကိုယ်တိုင်လေးအယောင်ချိန်ထားတာပေါ့နော်ဒါကကျတော့2ရက်မြောက် day 2 out မှာကျတော့သူရဲ့ဘာကြီးလက်တာမြေကြီးလိုပါလို့မြေဩဇာပေါ့နော်အပင်မှာထည့်တဲ့မြေဩဇာလေးတော့သူစိုက်ထားတဲ့အပင်လေးပါဒါလေးရပေါ့နော်သူယူသွားတဲ့မှုတ်ပိုး3000နဲ့မှဘယ်လောက်ပန်လဲကြည့်ရအောင်တားမဲ့လူမရှိဘူးဆိုတော့ပေါ့နော်တားမဲ့လူမရှိတော့ဒီမှာသူ3000မှာ900ကျော်ကျန်ခဲ့တယ်2000ကတော့ငှက်သားဘာတွေတုံးလိုက်တာလဲဟုတ်ပြီကဲသူကအလဲလဲသွားပေါ့နော်စာလဲလှုပ်ကဲသူချေထားတဲ့ပန်းအယောင်တွေသူတင်နေတဲ့စာတစ်ချောင်းလေးတွေပေါ့နော်ချစ်သားလေးကိုတတိယခဲ့တယ်သူကတော့ဒါလေးတွေနဲ့ပျော်ပါနေကြရတာပေါ့ဒီလိုမျိုးပေါ့ jungle တွေလည်း advance လုပ်ခဲ့တဲ့နေရာလေးတွေပေါ့နော်ဒါလေးတွေကိုလည်းသူက draw လေးနဲ့ print လုပ်ခိုင်းတယ်so cute ဒါလေးရပေါ့နော်ပြီးခဲ့တဲ့တစ်ခါဒါယူခဲ့တယ်ပြီးခဲ့တဲ့တစ်ခါတော့ကဒါလေးပါခဲ့တယ်ပေါ့နော်ဒီခါလေးပြန်ပြီးတော့အိမ်မှာအလှချိတ်တဲ့ဒီခယူအခွန်လေးနဲ့စီထားရဲပေါ့နော်အိမ်မှာထားတဲ့ဆိုဖီနီယာအလှစင်လေးယူခဲ့တယ်မမေအတွက်လက်ဆောင်ဆိုပြီးတော့သူကြည့်နေတဲ့သူရဲ့အမအတွက်တဲ့စစ်သားကြီးအမအတွက်တဲ့မစစ်သားပြကြည့်တာလက်ဆောင်တော်တယ်မမီချိုတာလေးကဒီမှာစစ်သား holiday သွားတာပေါ့နော်တားလေးက holiday သွားတာကိုဒီမှာဒီပစ္စည်းတွေနဲ့ပြည့်နေတယ်မနထောင်ဘိုးကစားစရာတွေပဲဝယ်လာတဲ့ပုံစံတွေတွေ့ရတယ်ဟုတ်လားနော်ဘာနိုးလဲဟုတ်တယ်မလားဟမ်ဒီမှာဆိုဖာတွေတိန်းတဲ့လူမရှိတော့ဘူးအိမ်မှာအခုမှဒီမှာဆိုစီကန်ရှိဆိုဖာတိန်းတဲ့လူပြန်ရောက်လာပြီအားရပါရပေါ့နော်အိမ်ကထမင်းစားဖို့ဒီမှာဘယ်လောက်ထိလွမ်းနေလဲမသိဘူးဘီရီယာနီတွေ့ရနေဗိုက်စားတယ်တဲ့လက်နဲ့ကိုကျွေးတွေ့ရနေတာစားကောင်းလား